နီးဥပဒေတ30ကူးဆက်တဲ့ကန်ခေကန်ဆိုးမှုတွေကိုရှောင်ပါတဲ့သဘောတရားသူများကန်ကြောက်ကိုပါခံရတတ်တယ်စိတ်ခံစားချက်တွေဆိုတာကယောဂလိုပဲကူးဆက်တတ်တယ်ဒါကြောင့်မလို့ကန်စာတာမြင့်တဲ့သူတွေနဲ့ဒါပေါင်းတင်ဆက်ဆံပြီးကန်ကောင်းမှုတွေအမြဲရှိနေပါစေအခြေအနေမျိုးမျိုးကြောင့်ကန်ဆိုးမှုမောင်ကြပြီးဒုက္ခရောက်နေတဲ့သူတွေပေါ်တနာတာထောက်ထားတာစာနာတာကူညီတာဒါတွေမှားတာတော့ဟုတ်ပါဘူးစီတတတက်နဲ့ကူညီတတ်တာကောင်းတဲ့အပြုအမူဖြစ်တယ်ဒါပေမဲ့လူရဲ့စိတ်ခံစားချက်ဆိုတာတွေကတန်လိုက်လို့အဆွဲငင်တတ်တယ်မကောင်းတာတွေကိုစိတ်ကအဝင်ခံတဲ့အခါမှာမကောင်းတာတွေပဲဖြစ်တယ်ကောင်းတဲ့အရာတွေကိုကူးဆက်ခံလိုက်ပြီးဆိုရင်တို့တွေအကောင်းတာတွေပဲဖြစ်လာတတ်တယ်ဒါကြောင့်မလို့စိတ်ခံစားချက်ကောင်းတွေစိတ်အမှုချင်းကောင်းတွေကူးဆက်ခွင့်ပေးပါအထုံကောင်းကိုကူးယူခွင့်ပေးပါအခွင့်ကောင်းတွေလက်မလွတ်စေပဲတန်မိုးထားပြီးကူးယူပါကိုဆက်စီကြည့်လိုက်တဲ့အခါမှာကိုကဖြစ်ချင်တော့အပူသေးတွေလိုလက္ခဏာရှိနေခဲ့ရင်အပျော်သေးတွေစီတော့ပါအပျော်သေးတွေနားမှာနေပါအပျော်သေးတွေနဲ့ဒါပေါင်းတင်းဆက်ဆံပါသူတို့ရဲ့အမှုချင်းကောင်းတွေကိုအတူယူပါသူတို့ရဲ့အတွေးခေါ်မျှော်မြင်ပုံတွေကိုနားထောင်ပါစိတ်ပင်ပန်းစရာစိတ်တဲ့ကြစရာတွေစိတ်ဆင်းရဲစရာတွေမလဲမသိကြုံနေရပါသလားဒါဆိုရင်တော့စိတ်ခံစားချက်ဆိုတာကိုယ်တိုင်ကတွေးခေါ်ခံစားပြီးတော့ဖြစ်ပေါ်လာတဲ့အရာတွေမဟုတ်လို့စိတ်ခံစားချက်ဆိုတာတန်လိုက်လို့အလုံးလုံးတာကြောင့်ကောင်းတာတွေကိုပဲဆွဲငင်မှုကောင်းတာကိုပဲတွေးဖို့ကောင်းတဲ့အရာတွေနားမှာပဲနေဖို့ကောင်းတဲ့သူတွေနားမှာပဲနေဖို့ပျော်တတ်တဲ့သူတွေနားမှာပဲနေဖို့ကြိုးစားပါကိုယ်တိုင်လည်းပျော်အောင်နေပါအကြောင်းမျိုးကြောင့်အထီးကျန်နေခဲ့ဘယ်တော့မှတကူတွေမဖြစ်ပါစေနဲ့တဲ့အဲ့ဒါအရေးကြီးလူအတိုင်းဝိုင်းနဲ့ကိုဝင်ဆက်အောင်မိမိကိုယ်ပြင်ဆင်ပါတကူတဲ့နေတစိတ်တည်းထိုင်တခဏတာပဲပြောရလိမ့်မယ်ဟုတ်တယ်ငါကတော့တယောက်တည်းပဲနေခြင်းနဲ့တယောက်တည်းနားအေးတယ်တကယ်တော့အဲ့ဒါကိုယ့်ဘဝကိုဖြစ်စီရကြတတ်တာပြောရှင်းနိုင်မှုဆိုရင်တော့လူတွေသွားပါလူတွေနဲ့ပေါင်းတင်ဆက်ဆံပါဆက်ဆံရေးကောင်းတွေဖန်တီးပါအချိတ်ဆက်ကောင်းတွေဖန်တီးလူကြီးသူကောင်းလူကြီးသူကောင်းနော်လူကြီးသူမလူကြီးသူကောင်းနေနဲ့မဖြစ်မနေပေါင်းတင်ပါချင်းကပ်ပါချိတ်ဆက်ပါအကျင့်ကောင်းအကျင့်ကောင်းတွေကိုအတူယူပါမွေးမြူပါကူးယူပါမကောင်းတဲ့အတွေးတွေစိတ်ပင်ပန်းစရာအမြင်တွေမကောင်းတဲ့အကျင့်တွေရဲ့ဆွဲငင်မှုနောက်ကိုမလိုက်ပါနဲ့အတင်းယုံထွက်ပါဝမ်းနေသူရဲ့အမြင်မှာပတ်ဝန်းကျင်ကစိတ်မချမ်းမြေ့စရာတွေများနေတတ်တယ်တဲ့ဒါပေမဲ့ပျော်ရွှင်နိုင်သူရဲ့အမြင်မှာတော့ပတ်ဝန်းကျင်ဟာဘလောက်ပဲအဋ္ဌာယုံနေများပါစေစိတ်ချမ်းသာစရာအချက်တွေကိုမြင်တွေ့နိုင်တဲ့အစွမ်းတတိရှိတယ်ဟုတ်တယ်ကောင်းတာလေးကိုပဲပြဿနာတစ်ခုကြုံလို့ရှိရင်ပြဿနာတစ်ခုဘာပဲကြုံရကြပြဿနာတိုင်းမှာထွက်ပေါက်ဆိုတာရှိတယ်လွတ်မြောက်ရာထွက်ပေါက်ထွက်လန်းဆိုတာကြံဝူးကြံနေအကုန်လုံးပိတ်ပြီးတော့ဖြေရှင်းလို့မရဘူးဆိုတဲ့ပြဿနာဆိုတာမရှိပြဿနာတိုင်းမှာဒါပေမဲ့မတရားအပြဿနာရှာခံရတာဆိုရင်တော့ထွက်ပေါက်မရှိတက်မဲ့ပြဿနာအလောက်ခံရတာလူဘဝမှာကြုံတွေ့ရတဲ့တာမန်ဖြစ်ရိုးဖြစ်စဉ်ပြဿနာလူတိုင်းမှာပြဿနာရှိအခက်အခဲရှိတယ်အကျက်တေးရှိဒါဒီမှာထွက်ပေါက်မရှိဘူးဆိုတော့အလုံးဝမဟုတ်ထွက်ပေါက်တစ်ခုကရှိလို့ရှိထွက်ပေါက်ရှိနေတဲ့အတွက်ကိုရီးယားလွတ်မြောက်နိုင်သေးတယ်ဘယ်တော့မှထွက်ပေါက်ကပိတ်သွားတာမဟုတ်ဒါကြောင့်ကံကောင်းသူတွေနဲ့ပဲပေါင်းတင်ပါမစင်နဲ့အစွဲမခံပဲနဲ့ရေမွေးအထုံနဲ့သာဆွဲပါစီဘူးဆက်ပါစီသူများကြောင့်ကိုကံမညင်နွမ်းပါစေနဲ့သူများကံကြောင့်ကိုမခံရပါစေနဲ့